ကောင်းကင်ဘုံကထိန်ထိန်တာနေတဲ့လာမင်းအောက်မှာနက်စစ်တီရှစ်တောင်းအောင်အုပ်ချုပ်ရတဲ့ထမ်းဖုံစစ်သူကြီးတယောက်အေးဆက်တဲ့လေပင်လေကြီးတွေကိုခန်းစားနေခဲ့ပါတယ်။တနေရာအရောက်မှာတော့လောကကိုယ်တော်အေးချမ်းမှုစောင့်ကြည့်ပေးနိုင်တဲ့လက်နက်သမီးချမ်းရဲ့အလှကိုမျက်ဝါးထင်ထင်တွေ့လိုက်ရပါတယ်။အဲ့လိုနဲ့ချမ်းကိုဆွဲလန်းသွားတဲ့ထမ်းဖုံစစ်သူကြီးကလည်းသူမရဲ့အလှမှာရင်မူးနေရင်းနဲ့လမ်းခုလက်မှာယာတုနဲ့နတ်သမီးလေးတစ်ပါးကိုဝင်တိုက်မိခဲ့ပါတယ်။ဒါပေမဲ့အချစ်စိတ်မုန်ရဲ့ထမ်းဖုံစစ်သူကြီးကနတ်သမီးလေးကိုဂယုမစိုက်ပဲချမ်းရဲ့နောက်ကိုသာလိုက်လာခဲ့ပါတယ်။ဒါပေမဲ့ချမ်းကမှလည်းကောင်းကင်နိုင်ငံရဲ့အတော်ဆုံးလေးတဲ့တော်တဦးဖြစ်တဲ့ဟိုကြီးဆိုတဲ့ကျင်းရတော်နတ်သားပိုင်ရှင်လေးကရှိပြီးသားဖြစ်နေပါတယ်။အဲအကြောင်းလာနဲ့သမီးတို့မှာချစ်ခင်ဆုံးမမိရဲ့ထမ်းဖုံစစ်သူကြီးကိုကြောက်စိမ့်အိတ်ဂရစ်ကအပြစ်ပေးရဲ့အနေနဲ့နောင်ဘဝပေါင်း1000တိုင်အောင်ချစ်တဲ့သူနဲ့ကြွေကွင်းရမှာဖြစ်ပြီးအတူတကွပေါင်းဖက်မိရင်တော့ကောင်းကင်ဘုံက2ယောက်လုံးကိုတက်စိတ်ဆိုတဲ့ကျိန်စာနဲ့အတူလူပီကိုပြစ်ချလိုက်ပါတယ်လူပီကိုရောက်တဲ့အချိန်မှာလဲချွေးလန်ဆိုတဲ့မိန်းကလေးနဲ့ပူးစာဆောင်ခဲ့ပြီးမြဲကောင်းကင်ဘုံရဲ့ကျိန်စာကြောင့်ထမ်းဖုံစစ်သူကြီးကလူသားမဟုတ်ပဲဝမ်းမကြီးစီမှာဝင်စားခဲ့တဲ့အတွက်ဝမ်းမိတ်ဆာဘဝကိုရောက်သွားခဲ့ပါတယ်အဲအကြောင်းသူ့ရဲ့တရုံမှန်ကိုတိသွားတဲ့ချွေးလန်မိန်းကလေးနဲ့သူ့ရဲ့မိဘတွေကလည်းခရီးသွားရင်ရောက်လာတဲ့မူခုံးနဲ့ဆရာတော်ကဝမ်းမိတ်ဆာကိုနှိမ်နှင်းဖို့အကူအညီတောင်းခဲ့ပါတယ်အဲ့လိုနဲ့ထန်ဆရာတော်ကပဲသူ့ကိုကျူးပကျဲဆိုတဲ့အမည်နာမနဲ့မှဲ့ခေါ်စေခဲ့ပြီးသူ့ရဲ့တပည့်တယောက်ပြအနောက်ရဲ့ခရီးကိုခေါ်လာခဲ့လိုက်ပါတယ်။တစ်ဖက်မှာထမ်းဖုံစစ်သူကြီးကိုဝင်တိုက်မိခဲ့တဲ့နတ်သမီးလေးကလည်းခံကြားတဲ့စစ်သူကြီးကိုမြင်မြင်ချင်းချစ်မိသွားခဲ့ရကြောင်းထမ်းဖုံစစ်သူကြီးလူပီကိုအပြစ်ပေးခံရရဲဆိုတဲ့သတင်းကြားတာနဲ့သူပါနတ်သက်ကြွေပြီးလိုက်ဆင်းခဲ့ပါတယ်။ထန်ဆရာတော်နဲ့တပည့်3ယောက်လည်းအနောက်ရက်ကိုခရီးထွက်လာပြီးဆရာတော်တပါးရဲ့ဆုံးခံကြွားတဲ့အချိန်မှာပြင်းကိုညီမ9ပေါ်ရဲ့ဖန်စီခြင်းကိုခံလိုက်ရပါတယ်။အကြောင်းကတော့မိစ္ဆာတွေရဲ့ထုံးစံအတိုင်းမသိမျိုးဖြစ်ဖို့ထန်ဆရာတော်ရဲ့အသားကိုစားဖို့ကြံစီကြတာဖြစ်ပေမဲ့မစားခင်ပြင်းကိုညီမတွေအားလုံးကစမ်းကြောင်းတစ်ခုထဲမှာရေသွားချိုးကြပါတယ်။ဘူကုံကလည်းဆရာတော်ကိုကယ်ဖို့အတွက်အချိန်ဆွဲလို့ရအောင်ရေချိုးနေတဲ့ညီမတွေရဲ့အဝတ်စားတွေကိုယူလာခဲ့လိုက်ပြီးမိစ္ဆာမလေးတွေဆိုတဲ့အတန်ကြားရတယ်ပါကျဲကသူတယောက်တည်းမိစ္ဆာမ9ယောက်လုံးကိုနှိမ်နှင်းမယ်လို့ပြောကထွက်လာခဲ့ပါတယ်ပြီးရင်တော့9တကောင်အသွင်နဲ့ကောင်မလေးတွေနဲ့ချင်းကပ်ခဲ့ပြီးမြဲကြံတဲ့သူတွေအားလုံးကအဝေးကိုရှောင်သွားကြပြီး violence ဆိုတဲ့မိစ္ဆာမလေးတယောက်သာကြံနေခဲ့ပါတယ်တကယ်တော့ violence ကကောင်းကင်ဘုံမှာပါကျဲဝင်တိုင်းမိခဲ့တဲ့နတ်သမီးလေးဖြစ်နေရဲ့ပြီး2ယောက်လုံးကလည်းမြင်မြင်ချင်းမှတ်မိသွားကြတဲ့အတွက်စမ်းချောင်းထဲမှာပဲချစ်ကျွမ်းဝင်ပြီးခဲ့ကြပါတယ်violence ကထမ်းဖုံစစ်သူကြီးကိုသဘောကျတာမဟုတ်ပဲသူချစ်တဲ့သူဘလို့အသွင်မဲဖြစ်နေဘယ်ဘဝပဲရောက်ရောက်အတူပေါင်းဖက်ရတဲ့အထိတစ္ဆာကြီးမားတဲ့သူတယောက်ဖြစ်ပါတယ်သူချစ်တဲ့စစ်သူကြီးဝဘဝရောက်သွားသည့်တိုင်အောင်ကိုယ်တိုင်ကပင်းကူမိစ္ဆာတကောင်ဖြစ်လက်စည်းလေးကိုပါဆုံးလုပ်ပြီးလိုက်လာခဲ့တဲ့အတွက် violence ကလှပတဲ့ချစ်ချင်းမြတ်တာကိုဖော်ကျူးပြနိုင်ခဲ့ပါတယ်violence ကသူ့ကိုချစ်လွန်းလို့နတ်သမီးလေးဘဝကနေမိစ္ဆာဘဝစီလိုက်လာခဲ့တဲ့အကြောင်းသိလိုက်ရတဲ့အချိန်မှာတော့သူ့ကိုယ်သူမိစ္ဆာတကောင်ပဲဖြစ်သွားပြီလို့ခံယူထားတဲ့ပါကျဲကအရင်လိုလူသားဆက်ဆံခံစားချက်တွေပြန်ဝင်လာခဲ့ပြီးမျက်ရည်တွေကျနေမိခဲ့ပါတယ်ဘူခုံကလည်းပါကျဲကိုပင်းကူညီမတွေအားလုံးကိုတတ်ခိုင်းခဲ့ပြီမြဲပါကျဲကတော့သူချစ်တဲ့ violence တယောက်ကိုတော့ချမ်းသာပေးခဲ့ကဆရာတော်နဲ့အနောက်ရက်ကိုပဲဆက်ပြီးလိုက်ဖို့ရွေးချယ်ခဲ့ရပါတယ်အဲ့လိုနဲ့လက်ရှိအချိန်ကာလမှာရွေးချယ်တဲ့မြောက်လေးနဲ့ပါကျဲတို့ကဘူခုံရဲ့ရှာတတ်တော်ရှိရာပန်းဝပုံကြောင်းကိုပြန်လည်ရောက်ရှိလာကြပါတယ် violence ရဲ့နောက်ဆုံးအချိန်ကိုလည်းရောက်လာခဲ့ပြီဖြစ်ပါတယ်ပါကျဲအနေနဲ့သူချစ်တဲ့သူ့ရဲ့သွေးသားကရှေ့မှာရှိနေပါလေရဲ့ကောင်းကင်ဘုံရဲ့ချိန်တာကြောင့်အဆုံးသတ်မှာတေချာပေါက်ခွဲခွာရမယ်ဆိုတာကိုလည်းကြိုသိနေခဲ့ပါတယ်သူ့မှာဝူခုံးလိုမျိုးလဲကောင်းကင်ဘုံကိုစစ်ခင်းနိုင်မှုစွမ်းအားနဲ့တက်တီလည်းမရှိရကြောင်းသူတက်နိုင်တဲ့ဘက်ကနေသူချစ်ရတဲ့သူတွေမနာကျင်စေဖို့အတွက်ဝေးခွာခြင်းဆိုတဲ့အရာကိုပဲရွေးချယ်လိုက်ပါတယ်ဒါတွေကိုမသိခဲ့တဲ့ violence ကတော့သူ့ရဲ့နောက်ဆုံးအချိန်မှာရှင်ကမပြောင်းလဲသေးဘူးပဲဆိုတဲ့စကားနဲ့တူသူချစ်တဲ့ပါကျဲကိုအယူအောင်လို့ပြောရင်းပဲသိဆုံးသွားခဲ့ပါတယ်ချစ်ချင်းမြတ်တာဆိုတာဘလောက်ပဲစစ်မှန်ပါစေဘလောက်ပဲလှပနေပါစေနီးစက်ချင်းက2ယောက်လုံးကိုနာကျင်စေမယ်ဆိုတာကြိုသိနေတဲ့ပါကျဲကနောက်ဘဝဆိုတာသာရောက်ခဲ့ရင်သူ့ကိုထပ်ပြီးရွေးချယ်နေမှာဆိုတဲ့အတွက်ချစ်တဲ့စိတ်ကြောင့်အသေးမှနဲ့တစ်ချက်မှလည်းမကြည့်ပဲလက်လွတ်ပေးလိုက်ပါတယ်ပြေးတဲ့သူနဲ့လိုက်တဲ့သူမှာဘသူကပုံပြီးပြင်ပန်းရလဲဆိုတာကအတိတ်ပဲရေးရမရှိပေမဲ့နောက်ထပ်ဘဝပေါင်း999ခုမှာထမ်းဖို့စစ်သူကြီးတစ်ပြည့်လဲကျူးပါကျဲကသူချစ်ရတဲ့သူတွေကိုနာကျင်စွာကြောပန်းရအောင်မှာဖြစ်ပါတယ်အဆုံးသတ်မှာတော့ချစ်ချင်းမြတ်တာတစ်ခုကပိုင်ဆိုင်ရသည်ဖြစ်စေဝေးကွာခဲ့ရသည်ဖြစ်စေတယောက်နဲ့တယောက်ဘလောက်ထိနှစ်ကာချစ်ကြလဲဆိုတာဒါအဓိကဖြစ်တဲ့အတွက်ကျွန်တော်တို့မှာရောပါကျဲလို့စွန့်လို့ရတဲ့တတိမျိုးရှိရလားဆိုတာကို chapter 4ကမေးခွန်းထုတ်သွားခဲ့ပါတယ်